Hello အားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာရွှေရင်ဖြစ်ပါတယ် Trust Academy သူနာပြုအကူသင်တန်းမှာစာသင်ကြားပေးနေတဲ့ဆရာဝန်တဦးဖြစ်ပါတယ်ဒေါက်တာတို့ရဲ့ Trust Academy online class ကိုတက်ပြီးသွားလို့ရှိရင်သေချာပေါက်ရရှိသွားမယ်အကျိုးကျေးဇူး3ချက်ရှိပါတယ်နံပါတ်1တစ်ချက်ကိုကဒီပညာရက်တွေကိုဘလောက်ပဲအခြေခံကနေစပြီးမသိနေပါစေအောင်ဒေါက်တာတို့သင်ပေးတဲ့အတာတေချာစနစ်တကျလိုက်လုပ်မယ်ဆိုလို့ရှိရင်အခြေခံကနေစပြီးအသေးစိတ်နားလည်သွားမှာဖြစ်ပါတယ်နံပါတ်2တစ်ချက်ကိုတက်ထားတဲ့ပညာတွေကကိုယ်တိုင်တက်ထားရုပ်တွေမကဘူးကိုပတ်ဝန်းကျင်မှာရှိတဲ့မိသားစုတွေမောင်နှမတွေတငယ်ချင်းတွေကိုကျန်းမာရေးဗဟုသုတပြန်ပြီးတော့မျှဝေပေးနိုင်ပါတယ်နံပါတ်3တစ်ချက်ကိုတက်ထားတဲ့ပညာတွေနဲ့ပြည်တွင်းပြည်ပမှာရှိတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကိုဝင်ရောက်ပါဝင်နိုင်ပြီးတော့ဒီပညာရက်နဲ့ငွေတွေအများကြီးပြန်ရှာနိုင်ပါမယ်။ဒါကြောင့်မို့လို့ဒေါက်တာတို့ရဲ့ batch 3ဖွင့်မဲ့6လပိုင်း1ရက်နေ့ကိုဒေါက်တာတို့ကဖိတ်ခေါ်လိုက်ပါရစေ။တခုပြောပြမယ်ဒေါက်တာတို့ရဲ့ဒီ batch 3ဒီဈေးနှုန်းနဲ့နောက်ဆုံးအကြိမ်ဖွင့်ခြင်းဖြစ်ပါတယ်။ batch 4ရောက်ရင်ဒေါက်တာတို့ကဒီထက်ပိုပြီးတော့သင်တန်းကြီးတိုးမြင့်သွားဖို့ရှိပါတယ်။ဒါကြောင့်မို့လို့အခွင့်အရေးကိုလက်မလွတ်ချင်ဘူးဆိုလို့ရှိရင်အခုပဲတင်နန်းအနှံပြီးတော့စရင်လာပေးဖို့ဒေါက်တာကဖိတ်ခေါ်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုချစ်ပါတယ် love you all ပါ